မင်းတို့ကရံဖြစ်ရတော့အောင်မြန်ဘာတွေညင်းကြတာတော့ဒီကောင်က1နဲ့2နဲ့ပေါင်းရင်4လို့ပြောတယ်ဗျာတဲ့အဲ့ဒါတပြည့်တော့ကမဟုတ်ဘူး1နဲ့2နဲ့ပေါင်းရင်3လို့ပြောတာတဲ့အဲ့ဒါ3ကွာ4ကွာနဲ့ညင်းရင်တပြည့်တော့2ယောက်ရံဖြစ်လာတာဗျာအဲ့ဒါဘုန်းကြီးကတအောင်လောက်စဉ်းစားပြီးတော့ဂိုင်းအဲ့လိုဆိုရင်1နဲ့2နဲ့ပေါင်း3ဆိုတဲ့ကောင်လာခဲ့လို့ခေါ်တယ်တဲ့ကလေးကတော့ငါ့ကိုချီးမွမ်းတော့မယ်လို့ထင်ကောင်းထင်မယ်ပေါ့ဟုတ်လားဟိုးလေးရောက်ရဘုန်းကြီးက1နဲ့2နဲ့ပေါင်း3ဆိုတဲ့ကောင်ကိုရိုက်တယ်တဲ့အဲ့တော့ဒီကလေးကဟာငါမှန်လဲမှန်ရတဲ့နဲ့ရိုက်ခံရတယ်ဘာလဲမသိဘူးပေါ့အဲ့ဒါနဲ့ဘုန်းကြီးကမင်းကိုငါဘာကြောင့်ရိုက်တယ်ဆိုတာမင်းသိနားလည်ဟာမတူဘူးငါရှင်းပြမယ်တဲ့1နဲ့2နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့ကောင်နဲ့တုတ်ပြီးတော့ညင်းတာမင်းမှာအပြစ်ရှိတယ်တဲ့ဟုတ်လားနော်ဒီတော့စဉ်းစားနော်1နဲ့2နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့လူနဲ့တုတ်ပြီးတော့ညင်းတာဗါတယ်အပြစ်ရှိတယ်တဲ့